အားလုံးပဲမင်္ဂလာပါဗီဒီယိုတွေမတင်တာနည်းနည်းကြာသွားပြီမယ်ဒီနေ့မှာတော့တကယ်ကိုလှပတဲ့မျိုးလေးတစ်မျိုးနဲ့မိတ်ဆက်ပေးခြင်းလို့ပြန်လာခဲ့ပါပြီအခုကျွန်တော်ရောက်နေတာကတော့ဂျာမနီနိုင်ငံရဲ့သမိုင်းဝင်ဘမ်ဘတ်မြို့လေးပါအခုကຫນွေဦးရာသီဆိုတော့ရာသီဥတုကတကယ်ကိုတာရပါတယ်ဆောင်းတွင်းရဲ့အေးအေးတန်းနေပြီးလို့နေရောင်လေးရလာတော့လူတွေလည်းအပြင်မှာပျော်ပျော်ပါးပါးထွက်နေကြရတာမြင်ရတော့တကယ်စိတ်ချမ်းသာဖို့ကောင်းပါတယ်အခုကျွန်တော်နဲ့အတူတူမြို့ထဲကိုလမ်းလျှောက်ကြည့်ရအောင်အခုကျွန်တော်ရောက်နေတဲ့နေရာကတော့ဘမ်ဘတ်ရဲ့အထင်ရှားဆုံးနေရာဖြစ်တဲ့ Dom Plus ပါဒီရင်ပြင်ကြီးကတော့မြင်ရတဲ့အတိုင်းပဲတကယ်ကိုအကျယ်ကြီးဖြစ်ပါတယ်မြို့ရဲ့တာယာတဲ့ရာသီဥတုမှာဒီလိုသမိုင်းဝင်နေရာတွေကိုလဲပတ်ရတာတကယ်ကိုပျော်ဖို့ကောင်းပါတယ်။လမ်းလျှောက်နေတဲ့လူအကြီးတွေပွင့်စားပြုတ်နေတဲ့ဘန်းလေးတွေနဲ့ Dom Plus ရဲ့အပေါ်စီးမြင်ကွင်းလေးကိုမြင်ခဲ့ပြီးပြီဖြစ်လို့ကျွန်တော်အိမ်ပြန်มาတော့မယ်။အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျာ။